ဒီဘက်ကဘယ်သူမှမတက်တော့အားလုံးခြုံနေပိတ်ပေါင်းဒါဟိုဘက်ကအောက်ကျောင်းရွှေဘူကျောင်းဒါလည်းဆရာတော်ပေးထားတာပဲနေတာသူတို့တွေကိုအားလုံးဘုံဘုံရဲ့ဂေါ်စကန်ပေါ့လက်ရှိနေတဲ့ဂေါ်စကန်မှာ16ကျောင်းရှိပါတယ်ဘုံဘုံရဲ့လက်အောက်ခံပေါ့မကြီးကျောင်းရဲ့လက်အောက်ခံ16ကျောင်းပါအိုးမြောက်ဘက်ကနေပြီးတက်နေတော့အခုတောင်ဘက်ကနေတက်လာတာပြတာပါဒီကအထက်ပေါင်ဒေါသတွေလဲရှင်းရအောင်လမ်းကျော်အတက်ဆင်းဒါဒေါ်ကျွဲဥကျော်သိန်းဒေါ်ကျွဲအကြီးတောင်းတစ်ဖက်ကနေပြီးတော့မှဒေါ်ကျွဲအပြူတွေကနေတော့မှတိဆောက်ထားတဲ့အကြောင်းပါဒေါ်ကျွဲလည်းမရှိတော့ဘူးဥကျော်သိန်းလည်းမရှိတော့ဘူးသူ့ရဲ့သားအောင်စောဟိန်းလည်းမရှိတော့ပါဘူးအားလုံးဒီနေရာလေးဘုံကရှင်းပြီးတော့မှကြောက်ဆောက်မယ်လို့ရည်မှန်းတာနေရာလေးတဘာကြောင်လေးပဲပေါ့နော်အဲ့ဒါလေးရေကန်လေးလည်းပြုတ်ပြင်ရဲကျောင်းမကြီးနားလဲနေလို့ရတယ်ဘုံကအခုလက်ရှိမှာတော့မြောက်ဖက်ချမ်းနေတာပါမြောက်ဖက်ချမ်းနှစ်ထပ်ကျောင်းလေးမှာဒါကျောင်းခေါင်းကြီးနောက်ဖက်ဒီမှာလည်းအကုန်လုံးကျောင်းနေဆောက်လို့ရပါသေးတယ်ဒါအောက်ကျောင်းရွှေဘူကျောင်းဒါကြည့်ပြားလေးအများကြီးကြံတယ်ဒါပြိုကျထားတဲ့ဥစ္စာတွေပုံနေအများကြီးဒါတွေကဲထုတ်လာတာတွေအများကြီးပဲဟိုအပေါ်ကျောင်းမယူရိုက်ပြပါမယ်နော်ကျောင်းမယူ